ကျွန်တော်နေရနေရပြမှာကျွန်တော်နေရဒီတိုက်တဲ့ပါဒီတိုက်ဒီဘက်အောက်ကကျတော့ကျွန်တော်ညာစည်းတန်းဒါညာစည်းတန်းဒီဟာကျတော့ကျွန်တော် gift land လို့ခေါ်ရပါတော့24 hours ဖွင့်တယ်ပြီးရင်ကျွန်တော်ကဂုံးကြောတရားတွေမှာကူးလာရင်ဒီဘက်မှာအလုပ်သွားရင်စီးရ metro station ဒီ Union Metro Station ကိုရထားဝင်လာပြီဆိုလို့ရှိရင်သူကမြေကြီးအောက်ကနေလာတဲ့အတွက်ကြောင့်မို့လို့ကျွန်တော်ဒီမှာပန်းညံလေးရှိတယ်ပန်းညံလေးပန်းညံမှာထိုင်လို့ရှိရင်ရထားလာပြီဆိုတာနဲ့ဖင်တုံနေပေါ့နော်ဆိုတော့ဒါကကျွန်တော်တို့ Union လမ်းစုံပေါ့နော် Union Metro Station လမ်းစုံအဲ့တော့ဒီမီးပွိုင်းကနေပြီးတော့ဘက်အရှိကိုဆက်သွားရင်ကျွန်တော်တို့မြန်မာတရီဂါလမ်းမပေါ့နော်ဒီတရီဂါနဲ့ Union ဆိုတာကတော့ဒါမြန်မာအများစုနေတဲ့နေရာကျွန်တော်နေတဲ့နေရာနေတန်ကြားရန်ကုန်လွမ်းတယ်ကျွန်တော်နေတဲ့တိုက်ကောင်းပါဒီဘိုင်းမျိုးလေးချစ်စရာနေလို့ကောင်းကျွန်တော်တော့သဘောကျကြိုက်တယ်